Hello အားလုံးမင်္ဂလာပါအခုကတော့ရှမ်းပြည်နယ်ရောက်လို့ရှိရင်မဖြစ်မနေသွားလေလေးရှိကြတဲ့အေးတာယာဝိုင်းရောက်ကိုရောက်နေရဖြစ်ပါတယ်အေးတာယာဝိုင်းချမ်းပေါ့နော်ဒီချမ်းမှာဆိုလို့ရှိရင်လွန်ခဲ့တော့စနစ်ကနဲ့မတူဘဲနဲ့အရန်ဟိုမှာတိုးတက်နေအောင်တွေ့ရတယ်အရင်ကဆိုဒီလိုရေကန်ပုံစံမျိုးလည်းမရှိဘောနော်အခုဆိုလို့ရှိရင် restaurant ရလည်းအကြီးပဲနောက်ကကြတော့လေစရာနေရာတွေတပုံစံအရိုက်စရာနေရာတွေလည်းအများကြီးပဲရှိရပေါ့နော်အဲ့တော့သွားတော့ကလည်းစပီတီမတွေ့ဘူးဒါမှဒီခောက်သွားတော့လည်းစပီတီကမတွေ့ခဲ့ဘူးပေါ့နော်အဲ့တော့ကြောင့်မိုးဆိုင်ကင်းထဲမှာလှည့်ပတ်ပြီးတော့ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။နောက်ပြီးအခါကျအပိနေတဲ့ရှောက်ကြည့်ခဲ့ပေါ့နော်။ကြည့်ပြီးဆိုတော့အပေါ် restaurant ကိုပြန်ပြီးတော့တောင်းမှဖြစ်ပါတယ်သူတို့ရဲ့ restaurant မှာတော့ menu ကအစုံရတယ်လို့ပြောရဲပေါ့နော်European food တွေလည်းရတယ်လို့ပြောပါတယ်ဝိုင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ကိုကကြတော့နေ့လစာစားပြီးမှရောက်သွားဖြစ်တဲ့အတွက်ကြောင့်မို့ပင်မယ်သီးဖြော်ရည်လေးပဲတောက်ခဲ့ပါတယ်ပင်မယ်သီးဖြော်ရည်လေးကတဘောဝစစ်စစ်ပေါ့နော်ဖြော်ထားတဲ့အတွက်ကြောင့်မို့အရသာလေးကအရန်ကောင်းနေပေါ့နော်ကျမကြီးနဲ့လည်းညီညွတ်တာကိုတွေ့ရပါတယ်အဲ့အတွက်ကြောင့်မို့အရှမ်းမီရောက်လို့ရှိရင်ဒီအတားရဝိုင်ချန်လေးကိုမဖြစ်မနေလာလေကြပါနော်အားလုံးပဲတတ